အောက်ဆောင်လိုက်ကိုအတဲ့ရှမ်းစားစားတဲ့ခောက်ဆွဲကော့ဆိုလားကောက်ဆိုလားမသိဘူးနော်ဆက်လေးနဲ့အောက်ကဆံပြားလေးနဲ့တခါမှမစားဘူးတော့လေကျွန်တော်အစအဆုံးလောက်တာလေးကြည့်လိုက်တာစားကောင်းမဲ့ပုံလေးပေါ့အရင်ဆုံးစံပုံးနဲ့ကော်မုတ်ဖြော်ထားတာလေးကိုအဲ့လိုမျိုးလေးထားပြီးတော့အရင်ပေါင်းလိုက်တယ်ကြက်သွားပြီဆိုတော့မှအဲ့အရသာလေးကျွန်တော်ကြည့်တာတော့ပဲငံပြာရည်ရယ်ငရုတ်သီးရယ်ပဲပုတ်ရယ်ညီပဲရယ်ပြီးတော့ဆံမုတ်နေတဲ့အရေးထည့်ပြီးတော့အဲ့လိုမျိုးလေးမှုလိုက်ပြီးတော့မှအသားတွေအရွက်တွေထည့်သားတွေရွက်တွေထည့်ပြီးတော့မှကိုကြိုက်တဲ့ဟာထည့်လို့ရတယ်တဲ့အပေါ်ကနေပြီးတော့မှကြက်ဥတစ်လုံးထည့်ပေါ့မကြိုက်ရင်လည်းမထည့်နဲ့အဲ့ဒါကိုပြန်ပေါင်းပြီးတော့မှအောက်ကဆံပြားလေးကြက်သွားပြီဆိုတဲ့အချိန်မှာဒီလိုလေးနည်းနည်းချင်းတကယ်တော့ဒါလေးကနည်းနည်းပြတ်သွားတယ်တကယ်ဆိုအပြားလိုက်လေးဖြစ်ရမယ်တဲ့အဲ့ဒီဟာလေးမြင်ဘူးကြလားဒီအစားအသောက်လေးကျွန်တော်တော့အခုမှမြင်ဘူးလေကျွန်တော်လောက်ရှမ်းအစားဆိုင်လေးအစုံလိုက်စားရလဲကျွန်တော်ပဲတစ်ခါမှမမြင်ဘူးပေါ့နော်ဒါလေးကသူပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်အဲ့တော့တည်ရင်လည်းပြောပြပေးကြပါအောင်ကျွန်တော်ကြားတာတော့ခောက်ဆွဲကော့လားခောက်ဆွဲကောက်လားမသိဘူးနော်ခောက်စတာကိုကလေ